ဘာလို့အဆင်မပြေဘူးစိတ်သက်ကြနေတဲ့စိတ်ညစ်နေတဲ့သူတွေရှိလို့ရှိရင်ဒီဗီဒီယိုလေးကိုခဏကြည့်ပါဘောနော်ဘာလဲဆိုတော့ကျွန်တော်တို့တွေကလှုပ်တယ်ကိုင်းတယ်ဒါပေမဲ့အဆင်မပြေတာတွေကများလာကျွန်တော်စိတ်တွေကညစ်လာတယ်ပေါ့နော်စိတ်ဓာတ်တွေကျလာတယ်ကျွန်တော်အလုပ်တုံးကပေါ့နော်ကျွန်တော် ਨੇ အလုပ်တူလုပ်တဲ့အမတယောက်ပြောပြတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြန်ပြီးတော့ဝေမျှခြင်းပါတယ်အဲ့ဒီအမဘာပြောလဲဆိုတော့သူတို့ပေါ့နော်သူကမြောက်တကုံမှာနေတာသူမြောက်တကုံမှာနေတော့သူတို့နားမှာမြောက်တကုံမှာနေတဲ့လူတယောက်ကအရင်တုန်းကပေါ့နော်သူကအဲ့လိုသူ့ကိုဘေးတင်ဆရာတယောက်ကဟောထားတယ်ပေါ့နော်ဘာဟောထားလဲဆိုတော့တွင်းထွက်ပစ္စည်းနဲ့အကျိုးပေးလိမ့်မယ်ပေါ့နော်တွင်းထွက်ပစ္စည်းနဲ့အလောက်ကိုင်းအဆင်ပြေလိမ့်မယ်လို့ဘေးတင်ဆရာတယောက်ကဟောထားတယ်ဒါပေမဲ့ तू ကအဲ့ဘေးတင်ကိုယုံကြည်လို့ရလို့တော့မဟုတ်ပေါ့နော်သူကသူလှုပ်ဖြစ်သွားတာပေါ့သူဘာလှုပ်လဲဆိုတော့သူရွှေသွားတူးတယ်ပေါ့နော်ရွှေတူးတယ်ရွှေတူးတဲ့လုပ်ငန်းကိုသူလောက်ကင်တယ်လှုပ်တယ်ပေါ့ဗျာဒါပေမဲ့ तू အဲ့ဒါကိုခဏလေးတော့မဟုတ်ဘူးဗျာ तू ပြောပြပုံရဆိုလို့ရှိရင်နည်းနည်းအချိန်တော်တော်ကြာလှုပ်တယ်ဒါပေမဲ့ရွှေတူးတဲ့လုပ်ငန်းလုပ်တယ် तू အဆင်မပြေဘူးအဆင်မပြေတာကနေပြီးတော့ तू ဘာလုပ်လဲဆိုတော့ तू အဲ့နောက်ဗာလဲကျွန်တော်ကြောက်တူးတဲ့လုပ်ငန်းပေါ့ဖားကံအဲ့ကြောက်တူးတဲ့လုပ်ငန်းတွေလည်းသွားလှုပ်သေးတာပဲအဲ့လိုမျိုးကြောက်တူးတဲ့လုပ်ငန်းသွားလှုပ်တော့လဲအဲ့လိုပဲမပြေဘူးပေါ့ဗျာမပြေဘူးဒါမဲ့ဒါတွေကိုမပြေလိုက်ပြောင်းလိုက်တော့မဟုတ်ပေါ့နော်ဒါသူလှုပ်တာပေါ့ဆက်သွားတာပေါ့အဲ့နဲ့သူနောက်တော့ဒီဘာလှုပ်လဲဆိုတော့သူရေနံတူးတာပေါ့နော်ကျွန်တော်ရေနံတူးတာတွေခက်စားလိုက်သေးတယ်ရေနံတူးတာတွေလှုပ်တော့အဲ့လိုပဲအဲ့ဟာလှုပ်တော့လဲသူရှုံးလိုက်တာကသူရင်းဒီဟိုထားတဲ့ဥစ္စာတွေရေနံတူးတာတွေအဲ့ဒါကလည်းအဆင်မပြေပြန်အဆင်မပြေတော့သူကစိတ်တက်ကြပြီးတော့သူအဲ့မှာကျွန်တော်ရန်ကုန်မြောက်တကုံမှာမြေခွက်တွေချပြီးမြေခွက်တွေအခွက်ရိုက်ပြီးတော့အဲ့မှာသူမြောက်တကုံမှာအဲ့တုန်းကသူရှိသူမဲ့စုနေတယ်မြောက်တကုံကအဲ့တုန်းကဈေးနှုန်းတွေကတိတ်မရှိသေးဘူးမြောက်တကုံမြေခွက်တွေအဲ့မြောက်တကုံမှာသူသွားပြီးတော့နေတယ်အဲ့တော့အဲ့နာမှာလူလည်းမရှိသေးဘူးလူလည်းဘယ်သူမှတိတ်ခွနေပဲမြောက်တကုံမှာသူနေပြီးတော့တဖြည်းဖြည်းနဲ့မြောက်တကုံကလူလေးတွေနဲ့စီလာတော့မြို့ကအစမြို့ကအစတွေမှာကျွန်တော်ရေပေးဝေတဲ့စနစ်တွေကမကောင်းသေးဘူးရေပါမရတော့သူကအရင်ဆုံးရောက်ထားတဲ့သူဆိုတော့သူကအဲ့မှာသူရေတွင်းတူးထားတယ်ပေါ့နော်ရေတွင်းတူးထားတဲ့ဥစ္စာကိုသူအဲ့ဒီမှာအိမ်နီးနားလေးတွေကိုအိမ်နီးနားချင်းတွေကိုသူရေပေးတာနေပြီးတော့တဖြည်းဖြည်းစားလိုက်တာအဲ့မှာနောက်တစ်ခုရက်ကွက်တော်တော်များများကိုသူရေပေးရတယ်ပေါ့ဗျာသူလုပ်ငန်းကအောင်မြင်သွားတယ်ပေါ့နော်အဆင်ပြေတယ်ပေါ့နော်သူတွင်းထွက်ပစ္စည်းရေပေးတယ်ဆိုတော့အဲ့လိုမျိုးအဲ့တော့ကျွန်တော်တို့တွေကဆိုလိုတာကစိတ်ဓာတ်မကြပါနဲ့ကျွန်တော်တို့ ਨੇ ကိုက်ညီတဲ့အလုပ်အဆက်တဲ့အလုပ်တစ်ခုကျွန်တော်တို့မတွေ့သေးလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တွေကကိုယ်နဲ့ကိုက်ညီတဲ့အလုပ်အဆက်တဲ့အလုပ်မတွေ့တိုင်းကျွန်တော်တို့တွေကဒီနားမှာတော့ငားလေးပွက်တယ်ကျွန်တော်ဒီနားမှာငားမြားကြည့်မယ်မရပြန်ဘူးကျွန်တော်နောက်တနေရာပြောင်းမြမယ်အဲ့လိုတော့လုပ်လို့တော့မဖြစ်ဘူးပေါ့နော်ကျွန်တော်တို့ကအချိန်တိုင်းတာတစ်ခုထိတော့ကျွန်တော်တို့စူးစမ်းကြည့်ရမယ်လုပ်ကြည့်ရမယ်အဲ့အချိန်တိုင်းတာတစ်ခုထိစူးစမ်းကြည့်လို့မှကျွန်တော်တို့တွေကတစ်ခုခုဘာလဲပေါ့နော်မအောင်မြင်လားမဖြစ်ထွန်းလာဘူးဆိုရင်ကျွန်တော်တို့မှနီလန်းတော့အရင်ရှာကြည့်ရမယ်ငါတို့ဘာဖြစ်လို့ငါတို့ဒါကိုမဖြစ်တာလဲဘာကြောင့်လဲပေါ့နော်အဲ့ဒီနီလန်းတွေကိုအဖြေရှာပြီးမရတဲ့အဆုံးကြောင့်ကျွန်တော်တို့ကနောက်နီလန်းတစ်ခုသုံးရမှာပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်လက်တွေ့ပါလဲဆိုတော့ကျွန်တော်ကြီးမားအောင်မြင်ခြင်းမအောင်မြင်ခြင်းကိုကျွန်တော်ပြောတာမဟုတ်ပါဘူးကျွန်တော်ရဲ့ဒီအစလေးတစ်ခုပေါ့နော်ကျွန်တော်အရင် TikTok account တစ်ခုတုံးတယ်ကျွန်တော်ရဲ့ TikTok account ကတုံးလာတာ3နှစ်ကျော်ပြီဗျာကျွန်တော်ဒီ follower အယောက်1000ပဲရှိတယ်ဒီ1000ကနေတော့မတက်ဘူး1ယောက်2ယောက်အခုချိန်ဒီအဲ့ဒီကောင်ရှိတယ်ကျွန်တော်တုံးလို့မသိမတုံးဖြစ်ပါဘူး3နှစ်လောက်ရှိတယ်ဒါပေမဲ့ကျွန်တော်အခုတုံးနေတဲ့အကောင့်ကိုကျွန်တော်ပြောင်းပြီးတော့ဖွင့်ပြီးတော့ကျွန်တော်နီလန်းနေနဲ့ကျွန်တော်အဲ့လိုတုံးလိုက်တဲ့အခါကျွန်တော်အခုကျွန်တော်မှာဆိုလို့ရှိရင် follower လက်ရှိအထိပေါ့နော် 84k ကျော်သွားပြီပေါ့နော်အဓိကကျွန်တော်တို့တွေကတချို့အရာတွေကကျွန်တော်တို့အတွက်ခက်ခဲတယ်ဆိုတာတွေကတကယ်တော့ကျွန်တော်တို့နီလန်းမသိသေးလို့နော်နီလန်းသိသွားလို့ရှိရင်လွယ်လားဆိုတော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ခက်လားဆိုတော့လည်းမခက်ဘူးပေါ့နော်အဲ့လိုအခုကျွန်တော်ဆိုလို့ရှိရင်ဒီ TikTok မှာ Japan region account တွေကျွန်တော်ဖောက်ပေးတယ်ပြီးလို့ရှိရင် Japan region TikTok တွေကျွန်တော် monetization အောင်မိသားတွေကျွန်တော်ရောင်းပေးတယ်ပေါ့နော်အဲ့ဒါကဒီ follower ရှားတာတွေဘလို့တွေကျွန်တော်တဖြည်းဖြည်းနဲ့သိလာတော့ဒီဥစ္စာတွေကိုကျွန်တော်အတွက်ဒါကြီးက
ဒီဝင်ငွေရတဲ့လုပ်ငန်းကြီးတစ်ခုလိုမျိုးကျွန်တော်ဒါလောက်ကင်နေပြီပေါ့နော်အခုဆိုရင်နောက်တစ်ဆင့်အနေနဲ့ကျွန်တော် YouTube ဘက်ကိုလုပ်နေ YouTube မှာဆိုလို့ရှိရင်လည်း subscriber 1000 watch hour 4000ရလို့ရှိရင် YouTube monetization ရှောက်လို့ရပြီပေါ့နော်ကျွန်တော်ရဲ့ YouTube channel อ่ะဆိုလို့ရှိရင်လည်းကျွန်တော်အပူပြောတာမဟုတ်ဘူး10နှစ်ရှိသွားပြီ10နှစ်တောင်းကျော်သွားပြီ subscriber လေး18ယောက်နဲ့ရက်နေတာကျွန်တော်ဘလို့စူးစမ်း subscriber မရဘူးအခုလက်ရှိကျွန်တော်သုံးနေတဲ့ YouTube channel ကလည်း subscriber 100ကျော်ဒါပေမဲ့အဲ့ subscriber 100ကျော်ကျွန်တော်ဒီတိုင်းလေးပဲထားတယ်ဟိုကမဖြစ်ဘူးဒါပေမဲ့ကျွန်တော်အခု YouTube မှာ subscriber ရှာနီးလေးကျွန်တော်နီးလန်းအချို့သိသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကလေးလာပါမသိတာကိုကျွန်တော်သိအောင်တစ်ပြေးလုပ်ပါကျွန်တော်တို့တွေဆွဲမလျှော့ပါနဲ့ဟိုကျွန်တော်တို့ထက်ခါတလဲလဲဒါကိုအာယုံစိုက်ထားပါပေါ့နော်ဆွဲမလျှော့ပါနဲ့ဆိုတော့နေရာမှာသူများကျွန်တော်တို့ကျမတို့ကတော့အစင်မပြေလို့ပါသူများတကောင်ဆွဲမလျှော့တိုင်းသွားပြီးအကူကြီးတောင်းနေတာမျိုးအဲ့ဒါမျိုးဆိုလိုတာမဟုတ်ဘူးเนาะတချို့တွေကရှိတယ်ဟိုလွဲနေတာပေါ့เนาะဘာတွေလွဲနေလဲဆိုတော့လျှောက်ပြီးတော့တခုဆိုလို့ရှိရင်သူများကိုအကူကြီးတောင်းမယ်မေးမယ်ဟိုမေးတယ်ဆိုတာလဲကျွန်တော်တို့ကမေးတိုင်းလည်းမကောင်းဘူးဗျမေးတယ်ဆိုတော့တချို့တွေကြတော့လဲဟိုဘယ်လိုပြောမလဲတချို့မေးခွန်းတွေကသူများတကာအခကြေးငွေနဲ့ကျွန်တော်တို့ဒီပညာတွေမျှဝေနေတဲ့မေးခွန်းတွေလည်းရှိတာပေါ့เนาะအဲ့ဒါတချို့ကမေးတိုင်းမကောင်းဆိုသူများတချို့တွေကဖြေပေးလိုက်တယ်ဗျအဲ့ဖြေပေးလိုက်တဲ့အပေါ်မှာထပ်ပြီးတော့မေးတယ်ထားပါတော့ကျွန်တော်စီမှာလာမေးတဲ့သူရှိတယ်YouTube ဒီ TikTok မှာပေါ့နော်ကျွန်တော်တို့ follower ဘယ်လိုရှာရလဲကျွန်တော် follower ရှာတဲ့နီလန်းလေးတွေကျွန်တော်ပြောပြပေးလိုက်တဲ့ဆင့်အဲ့ရတစ်ဆင့်တစ်ခါနောက်တစ်ခါတစ်ဆင့်ပြီးတစ်ဆင့်လာမေးပြန်ကော monetization ဘယ်လိုရှောက်ရလဲဘယ်လိုနေဖက်ရလဲဆိုတော့ဒါကကျွန်တော်မပြောပြချင်တာမဟုတ်ဘူးတချို့အရာတွေမပြောဘူးဆိုတာကအစကျွန်တော်တို့ပြောလိုက်ပြီးဆိုလို့ရှိရင်နောက်ဆက်တွဲတွေကမေးတာတွေကမေးလို့ကောင်းနဲ့အဲ့လိုတွေမေးတာပေါ့နော်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်ကတချို့အရာတွေကဟိုမေးတကယ်မသိတဲ့ဥစ္စာတွေဆိုမေးပါဒါပေမဲ့ဟိုပြောပြတာကိစ္စတချို့ဟာတွေကကျွန်တော်တေးသေးမွှားလေးပေါ့နော်ကျွန်တော် TikTok မှာ notification တက်တာပါအစသူများတကာကိုအားကိုပြီးမေးနေတော့ကိုမတက်တော့ဘူးဗျာသူများပဲဟိုနေပဲအဲ့ဒါလေကျွန်တော်အခုခေတ်ကြီးမှာဗျာအရန်မခက်ခဲကျွန်တော်သိကျင်တဲ့အရာကို Google ခောက်လိုက်နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ translate software လေးထည့်ထားပြီးတော့အဲ့ဒါလေးကိုကျွန်တော်တို့သိကျင်တဲ့အကြောင်းအရာကို translate software လေးထည့်ပြီးတော့ကျွန်တော်တို့တွားကြည့်လိုက်အနည်းဆက်ဆုံးတော့ဘာသာပြန်ပြပါပဲကျွန်တော်ပြောချင်တာကအဲ့ဒါပါတချို့အရာတချို့လူတွေကသူများကိုအရန်အားကိုလွန်เนาะကျွန်တော်တို့လည်းအားကိုတာပါပဲမသိတာရှင်မေးတာပဲဒါပေမဲ့ကိုမေးတဲ့မေးခွန်းကိုသိကျင်တဲ့အကြောင်းအရာတွေကအရန်လွယ်နေတယ်ဆိုလို့ရှိရင်နည်းနည်းပါးပါးကိုယ့်ဘက်ကိုလေ့လာဖို့ကျွန်တော်ကအကြံပြုချင်တယ်ပေါ့တချို့ကြောင့်ကိုယ့်ဘက်ကိုမလေ့လာဘူးဟိုသူများကိုပဲဟိုဘယ်လိုပြောမလဲအမိရှိတော့မှီတဲ့သဘောမျိုးပေါ့နော်ခင်ဗျားတို့အဲ့လိုအမိရှိလို့မှီမယ်ဆိုငယ်လေးတွေလမ်းတောင်းလျှောက်တက်မှာမဟုတ်ဘူးเนาะကျွန်တော်ပြောတဲ့စကားလုံးတွေကဥပမာပြီးပြောတာပါခင်ဗျားတို့အတွက်ဒီကိုင်းနဲ့နာစီလို့တဲ့စိတ်တော့မရှိပါဘူးအဲ့တော့သိကျင်တဲ့အကြောင်းအရာတွေတချို့အရာတွေကိုကျွန်တော်အချိန်ရရင်ရသလိုခင်ဗျားတို့ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်เนาะအားလုံးအဆင်ပြေကြပါစေခင်ဗျာအားလုံးဇွဲမလျှော့နဲ့တနေ့ကြလို့ရှိရင်ကျွန်တော်တို့တွေကမချမ်းသာရင်တော့မှကျွန်တော်တို့တွေကအဆင်ပြေလာလိမ့်မယ်လို့ယုံကြည်တယ်เนาะအားလုံးအဆင်ပြေကြပါစေ